ယောဘဂဝါဘုံတော်လျှောက်ပါသခင်အကျင့်ဖရာရှင်ကိုတော်မြတ်ကြီးသည်ယတဘောဓိရုက္ခတာညောင်ဗုဒ္ဓေခောမအကျင့်ဘောဓိပင်မြတ်ဤမူလေအယိတ်သာယာညီညာမြင့်မြတ်အနီးအရ၌နိသိန်တော်ထက်ဝဲဖွဲ့ခွင်တင့်တယ်စွာဆန်နေတော်မူလျက်တဝါကြီးနေနောက်လိုက်ဘူပါစစ်တီပေါင်းများစွာနှင့်တကွဖြစ်သောမာရံမာနမင်းကိုဇိတဝါဒါနစသည်ပါရမီတော်ဆယ်ချက်ကောင်းမှုတော်ဒီဟုသောလက်နက်ဖြင့်ပဲဖြက်သုတ်သင်အောင်မြင်တော်မူပြီး၍အဘိဓမ္မောတေအရဒမေဉံသဗ္ဗညုတဉံဒီဟုသောဖရာအဖြစ်သို့သံပါတော်ကောင်းစွာထမြောက်ဆိုက်ရောက်တော်မူခဲ့လေပြီတသဗ္ဗဂဝါတော်ဘုံတော်လျှောက်ပါသခင်ထိုဘုရားရှင်ကိုတော်မြတ်ကြီးဤတံဘောဓိရုက္ခံညောင်ဗုဒ္ဓေခောမထိုဘောဓိပင်မြတ်ကိုမယံဖရာတပိတော်မတို့သည်ဦးစေရာမာသေးအေးမြစေကြောင်းရေစဉ်လောင်းလျက်နှစ်ထောင်းရွှင်ပြပူဇော်ကြပါကုန်သတည်းသာဓုကဲတော့ဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုတွေကိုဆုတောင်းအမျှဝေကြရအောင်ကဲအားလုံးလိုက်ဆိုလိုက်ပေါ့ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုအရှင်ဖယားတပိတော်များသည်ယနေ့ယခုကဆုံလာပြေဗုဒ္ဓနေ့၌သဗ္ဗညုဖယားရှင်အားရည်မှန်၍ရေချမ်းတို့ဖြင့်ပူဇော်ရသောကုသိုလ်ကံစေတနာအဖျားဖျားတို့ကြောင့်ရှမ်းမြအေးကြီးဒေမမီသည်ရွှေပြည်ထုတ်ရှာလမ်းမကောက်ပဲရောက်ရပါလို့တောင်းစုဆိုဤထိုတို့ဘဝကျင်လေကလည်းဒုက္ခဘေးဒဏ်ယမန်အပေါင်းမကောင်းဟုသမျှမတွေ့ရပဲသာဘအိဆာမင်္ဂလာကိုရွေကတတိုင်းရစေသောဣမံပုံညပါကံသဗ္ဗတတ္တနာပါစေမာဤသို့ပြုရာမြတ်ဘာကကိုမိဘဆရာမြို့သားဟာနှင့်ကိုမဆောင်ကြကိုဆောင်နတ်ကအရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်ဖြစ်သမျှရှိသမျှဝေနေရတို့ရကြပါစေပေငှဝေသည်ညာတွေသာဓုခေါ်စေသောအမြတ်အားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောသာ
ธุสาธุ